လုံးပဲမင်္ဂလာပါဒီကနေ့မနက်အစောပိုင်းမှာတော့ဒါကျွန်တော် FA ကရှုံးထွက်ပွဲစဉ်တစ်ပွဲအဖြစ် Chelsea က West Ham အသင်းရဲ့အင်ကွင်းမှာသွားပြီးရင်စားတဲ့ပွဲစဉ်မှာတော့ပွဲချိန်အတွင်းမှာ2-2 draw ကျခဲ့ပြီးတော့မှ dramatic ဆန်တဲ့အပြောင်းအလဲတွေ movement တွေဖြစ်ခဲ့ပြီးတော့မှအချိန်ပိုဆက်ကစားခဲ့ရပြီးအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ João Pedro ဂါနာချိုတို့ရဲ့အတွင်းကိုယ်နဲ့2-4ဆိုတဲ့ရလက်နဲ့ကိုပြတ်အနိုင်ပြီးတော့မှနောက်တစ်ဆင့်တက်သွားနိုင်ခဲ့တယ်ဆိုတော့အမှန်တမ်းပြောရင်တော့ဒီနေ့ပွဲက Chelsea အသင်းအတွက်တော့ everything ခက်ခဲခဲ့တဲ့အနေအထားဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ West Ham ကတစ်ဖက်မှာ Championship မှာတောက်လျှောက်နိုင်ပွဲတွေဆက်နေတယ်လို့ Championship မှာအဆင့်6မှာရပ်တည်နေပြီးတော့မှအင်ကွင်းရလက်ကောင်းနေစွမ်းဆောင်ထားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်မို့လို့လက်ရှိ Chelsea အသင်းပေါ်လေပွဲထွက်လာတဲ့ဒုတိယဦးစားပေးကစားသမားတွေနဲ့အနေအထားမှာ West Ham ဟာကျွန်တော်တို့ရလာတဲ့အခိုက်အတန့်တချို့ကို Chelsea ကိုအကောင်းကောင်း pressure ပေးနိုင်ခဲ့သလိုဒါသွင်းကိုတွေပါရခဲ့တဲ့အနေအထားဖြစ်ခဲ့တယ်တကယ်တမ်းကျတော့ဒါ overall performance ကြည့်မယ်ဆိုရင် Chelsea က West Ham ကို easy totally dominate လုပ်ကစားနိုင်တယ်ကျွန်တော် chance တွေရတယ်ဒါပေမဲ့လို့West Ham ဟာကျွန်တော်တို့ခံစစ်ပိုင်းမှာလည်းအကောင်းဆုံးပိတ်ဆို့သွားနိုင်သလိုဒီနေ့ပွဲမှာဒါသူတို့ရတဲ့ chance တချို့ပေါ့လေအထူးသဖြင့်တော့ဒါ Chelsea အသင်းရဲ့ဒီနေ့ခံစစ်အတွဲဖြစ်တဲ့ထိုးစင်တဲ့ barrier ရှိကတော်တော်လေးကိုအားမရတဲ့အချက်တွေရှိခဲ့သလို marking ကတ်တာအစဒါကျွန်တော် every week single တိုင်းမှာအားနည်းချက်တွေရှိခဲ့တဲ့အနေအထားဖြစ်တယ်ဒါအပြင်ကျွန်တော်တို့အသင်းရဲ့ဂိုးသမားဖြစ်တဲ့ Robert Sanchez ကကျွန်တော်ဘယ်လိုပြောရမလဲတော်တော်လေးကိုအမားများခဲ့တယ်လို့သူအမားတွေကပဲတွင်းကိုတွေတောက်လျှောက်ပေးခဲ့ရတဲ့အနေအထားဖြစ်တယ်ဒါကြောင့်မလို့Sanchezအတွက်တော့ဦးစားပေးဂိုးသမားဖြစ်ဖို့အတွက်ဆိုရင်တော့ပို့ပြီးတော့မှအာယုံဆိုင်ရမှာဖြစ်တယ်လို့ဒီတိုင်းဆိုရင်တော့ဒါကျွန်တော်တို့တစ်ဖက်က Philip Robinson ကပေါ်ထောက်ကစားသမားဖြစ်သွားနိုင်တဲ့အနေအထားဖြစ်တယ်ဆိုတော့စောပိုင်းပွဲကစားချိန်မိနစ်ဒီမှာအဆင်မပြေတဲ့ကစားသမားတွေဒါကျွန်တော်တို့ပေါ့လေဒီမိနစ်80နီးပါးမှာအားလုံးထုတ်ခဲ့ရတဲ့ဂျောက်ဘတ်ရိုဂူးစရိုအပါအဝင်မတ်စကူဝီယလာအဆိုဂိုတို့လိုကစားသမားတွေပွဲတွင်းကိုတည်ပြီးတော့မှမဖြစ်မနေနိုင်ပွဲရအောင်ရှာဖွေရတဲ့အခြေအနေဖြစ်တယ်တစ်ဖက်ကဝက်ဆန်ရသွားတဲ့တွင်းကိုတွေကိုပြန်ကြည့်မယ်ဆိုရင်ဒါခန်စစ်ရဲ့ error တွေဟာကောင်းကောင်းတွေ့ခဲ့ရတယ်လို့ကိုသမားရဲ့ DVD ကိုတော့ Tosna 169ကပမိုးထားပြီးတော့မှအကယ်၍လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အကောက်ဖွင့်ချင်တယ်ဆိုရင်တော့500ခိုင်တော့အပေါ်လက်ဆောင်အပြင်ဖုံးပြီးကန်ဆယ်မနဲ့အတူဒါကျွန်တော်စိတ်ပါဝင်စားလို့ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာမြင်မြန်လို့ရပါတယ်ဆုံးဖြတ်ချက် decision တွေမှာရုံခဲ့တဲ့အနေအထားတွေဒီမြင်ခဲ့ရတဲ့အနေအထားဖြစ်တယ်ကာယမတော်ရင် Chelsea ကဒါကျွန်တော်တို့ပေါ့လေ West Ham ကိုရှုံးပြီး FA ကကနေလက်ပြန်ရနိုင်တဲ့အခိုက်အတန့်တွေထိဖြစ်ခဲ့တာလည်းဖြစ်တယ်ဒါကျွန်တော်အသင်းရဲ့ကစားသမားတွေပေါ့လေတချို့သောကစားသမားတွေကောင်းခဲ့လို့ဒါကျွန်တော်နိုင်ပွဲတစ်ပွဲရခဲ့တာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပေါ့လေဒါဒုတိယပိုင်းမှာမှဝင်လာတဲ့ဒါဒုတိယပိုင်းတော့မိနစ်80ကျော်မှဝင်လာတဲ့ဂျောက်ပတ်ရိုရဲ့ performance ကတော့အသင်းအတွက်အများကြီး impact ဖြစ်ခဲ့တယ်လို့ဂါနာချိုကမိနစ်120အတွင်းမှာအကောင်းဆုံးဒါကျွန်တော်အလုပ်လုပ်ခဲ့ပြီးတော့မှဒါဒီနောက်ပိုင်းပွဲစဉ်တွေမှာနီးပြရိုဆန်နီယာသွားခြင်းနဲ့ဝေးကိုဂါနာချိုအကောင်းဆုံးပုံဖော်နိုင်တာတွေ့ရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဂျောက်ပတ်ရိုကဒါ Chelsea အသင်းအတွက်ပေါ့လေဒီဟာဒီမှာဒီပေါ့လေပြိုင်ပွဲစုံစုပေါင်း42ပွဲမှာ20ဂိုးသွင်းယူပြီးတော့မှ6ချိန်ထိကိုဖန်တီးပေးထားနိုင်ပြီးတော့မှဒီဟာဒီရဲ့ the first signing လို့တော့ပြောရမယ်နေတာဒီအသင်းပေါ် impact ရှိခဲ့တာဖြစ်တယ်ဆိုတော့အစောပိုင်းတုန်းကတော့ဒါကျွန်တော်တို့ယာဒီမစခင်က Liam Delap ပေါ်မှာကျွန်တော်တို့ယုံကြည်ခဲ့တယ် Liam Delap ကိုအားကိုးခဲ့ရတယ်ဆိုပေမဲ့လို့တကယ်တမ်းကျတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီဂျောက်ပတ်ဆိုကလက်ရှိအနေထားရတော့ Chelsea အသင်းအတွက်တော့ case striker ဖြစ်နေတဲ့အနေထားဖြစ်တယ်ဆိုတော့ဒီကစားသမားကကျွန်တော်တို့တွင်းကိုတကိုသွင်းယူနိုင်ခဲ့တယ်လို့ဂါနာချိုကတော့ဒါပွဲချိန်အတွင်းမှာဒီပေါ်လေပထမဆုံးဒါသူရတဲ့တွင်းကိုဆိုတစ်ဖက်ခံစစ်ကစားသမား develop ဖြစ်ပြီး OG ရတယ်ဆိုပေမဲ့လို့သူရဲ့ရုံဟာကနေပဲတွင်းကိုရခဲ့တယ်လို့အစုကိုရဲ့ funny ပေးဖို့ကိုလည်းဂါနာချိုအကောင်းဆုံးအဆုံးသတ်ပြီးတော့မှတွင်းကိုရခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဘက်မှာတချို့သောကစားသမားတွေက overall performance အသင်းအတွက်အားကိုးရတဲ့အခြေအနေဖြစ်ခဲ့တယ်ဆိုပေမဲ့လို့ဒါခံစစ်နဲ့ဂိုးသမားအနေထားကတော့အားရတဲ့အခြေအနေတော့မရှိဘူးဆိုတော့ဒီခံစစ်ဒီဂိုးသမားတွေနဲ့ဆက်သွားနိုင်မယ်ဆိုရင်တော့တိုက်စစ်ကတော့ဂိုးတွေရတာမှန်ပေမဲ့လို့ခံစစ်ကတော့ဂိုးတွေထပ်ပြီးတော့ပေးနေရမယ်အနေထားဖြစ်တယ်တစ်ဖက်က West Ham ကိုခိုက်ကစားပြီးတော့မှဒုတိယပိုင်းမှာတော့ဒါကျွန်တော် West Ham ကတယောက်ရော့သွားတဲ့အပြင် Chelsea ရဲ့ဒါကျွန်တော်တို့ဒီပေါ့လေဒီ potential မြင့်ကစားသမားတွေပါလာတာဂါနာချိုရဲ့ site ကတောက်လျှောက်အလုံးလုံးလာတဲ့အခြေအနေကြောင့်မလို့ West Ham ကဘာမှဒီပေါ့လေမရှင်းနိုင်တော့ဘဲနဲ့ကျွန်တော်တို့ပေါ့လေဒါပွဲပြီးမှာတော့2-4ဆိုတဲ့ရလနဲ့ကိုပြအရင်နေပြီး FA Cup ကနေထွက်ခဲ့ရတယ် Chelsea ကတော့နောက်တစ်ဆင့်တက်ခဲ့ရတဲ့အခြေအနေဖြစ်တယ်ပေါ့လေဆိုတော့ကျေးဇူးပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီမှာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်